အမျိုးသမီးတဦးဟာငကားတွေဟာတဘာဝအရာကာမရာကစီးပါတယ်ဆိုတာကိုတက်တည်ပြဖို့ငကားမင်းစီမှာကိုဆက်တကာဝါမြစ်ထဲကိုခုန်ချခဲ့ပါတယ်။တညတာချစ်တင်းပြီးလုံးပြီးနောက်မှာတော့သူမဟာငကားရင်သွေးကိုဝင်ဆောင်ခဲ့ပါတယ်။ဒီအကြောင်းကိုလာသားတွေကြားတဲ့အခါအားလုံးကမနာလိုဖြစ်ခဲ့ကြပါတယ်။သူမကငကားသားတော်လေးကိုဖွားမြင်ပြီးရင်တော့သူမရဲ့အစင်တန်းဟာမြင့်တက်လာပြီးလူပေါင်းထောင်တောင်းရဲ့ကြီးညိုလေးစားမှုကိုခံရတော့မှာပဲလို့ပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။အဲ့ဒီမိန်းကလေးဟာကလေးမွေးဖွားပြီးနောက်မှာတော့ဒါတွေအားလုံးဟာငကားမင်းရဲ့လုပ်ကြံဖန်တီးမှုပဲလို့အော်ဖြစ်ပြီးဝါမြစ်ထဲကနေအသေးချာထွက်ပြေးလာခဲ့ပါတယ်။ငကားမင်းရဲ့နန်းတော်ထဲမှာတိုင်ပေါင်း80တိုင်ရှိပြီးတိုင်တိုင်းမှာငကားတရေသားကိုကိုဝင်ဆောင်ထားရတဲ့အမျိုးသမီးတဦးစီရှိနေတာပါ။သူမစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ငကားမင်းဟာသူ့ရဲ့တကူအာဏာတွေတိုးပွားမှုအတွက်သူ့ရဲ့တရားမဝင်ကလေးတွေကိုပြန်စားလေးရှိတယ်ဆိုတာသိသွားခဲ့ပါတယ်။သူ့ကလေးဘေးကင်းကင်းနဲ့ကြီးပြင်းလာနိုင်ဖို့အတွက်သူမဟာဝါမြစ်ထဲကနေအသက်ဘေးကနေစွန့်စားပြီးထွက်ပြေးခဲ့တာပါ။သူမရဲ့နောက်ဆုံးလက်ကျန်အင်အားလေးနဲ့လမ်းမှာတွေ့တဲ့တစိမ့်တယောက်ကိုကျွန်တော်ကိုအနံခဲ့ပြီးအခုလိုတောင်းပန်ခဲ့ပါတယ်။ငကားမင်းဟာကျမသားလေးကို9နှစ်တွင်းရှာတွေ့သွားမှဖြစ်ပြီးသူ့ရဲ့တကူတွေမြင့်တင်မှုအတွက်ဝမ်းမြောက်ဖြစ်ပါလိမ့်မယ်။ကျေးဇူးပြုပြီးသူ့ကိုဘယ်လိုနည်းနဲ့မဆိုကာကွယ်ပေးပါဒီနောက်ဆုံးစကားတွေကိုပြောပြတာနဲ့ကျွန်တော်မေဟာကွယ်လွန်သွားခဲ့ပြီးဝါဒမြင့်ရဲ့တိုင်းလုံးတွေလည်းမျောပါသွားခဲ့ပါတယ်ကျွန်တော်ကိုဆောက်ရှောက်ခဲ့တဲ့အမျိုးသမီးကတော့အဲ့ဒီညမှာပဲကျွန်တော်ကိုသူမရဲ့တပည့်ဖြစ်လက်ခံခဲ့ပြီးကျွန်တော်ဟာငကားရင်သွေးဖြစ်ကြောင်းဘလောကလုံးကိုကြီးညာခဲ့ပါတယ်။ဂျန်နာရီရငကားရင်သွေးကိုပိုင်ဆိုင်တဲ့သူဟာကဘာကြီးကိုအုပ်စိုးနိုင်ပြီးသူတို့ရဲ့လုပ်ငန်းဆောင်တာတွေဟာလည်းအရှိန်အဟုန်နဲ့တိုးတက်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဆရာမှာသတ်မှတ်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ကလေးကိုဖိနှိပ်နေလိုက်တဲ့သူမှမွေးဖွားရမယ်ဆိုတာပါပဲ။ဖိနှိပ်ကံကြမ္မာပါတဲ့အမျိုးသမီးတွေကကျွန်တော်ကိုပိုင်ဆိုင်နိုင်ပြီးအဲ့ဒီလိုအမျိုးသမီးတွေများနေလေပိုကောင်းနေလေပါပဲ။ငကားတစ်ကောင်ကိုဖိနှိပ်များစွာကကာကွယ်ပေးထားမှကျွန်တော်ရဲ့ဘေးကင်းမှုကိုအာမခံနိုင်မှာဖြစ်ပါတယ်။နောက်တနေ့မနက်မှာတော့ကျွန်တော်ရွာရဲ့အဝေးဝမ်းမှာကျွန်တော်ကိုလိုချင်ကြတဲ့လူတွေနဲ့ပြည့်နေနေတဲ့စိန်ခံကားရာပေါင်းများစွာဆိုက်ရောက်နေပါတယ်။ကျွန်တော်ဆရာဟာဘေးလင်းဆရာအဖြစ်ဟန်ဆောင်ပြီးဖိနှိပ်ကံကြမ္မာပါတဲ့မိန်းကလေး16ယောက်ကိုရွေးချယ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူတို့ဟာအသက်3နှစ်ပဲရှိကြသေးပြီးအရန်ကိုအပြည့်ကင်းစင်ကြပါတယ်ကျွန်တော်ဆရာဟာကျွန်တော်လက်ပွားကိုတီးပြီးသူတို့တယောက်ချင်းစီကိုကျွန်တော်ရဲ့ငကားသွေးတစ်ဆက်စီတိုက်ကျွေးခဲ့ပါတယ်အဲ့ဒီညမှာပဲကျွန်တော်ဟာအဲ့ဒီမိန်းကလေး16ယောက်နဲ့တရားဝင်လက်ထပ်ထင်းကြခဲ့ပြီးသူတို့အားလုံးဟာကျွန်တော်ဘေးမှာအိတ်ဆက်ခဲ့ကြပါတယ်အဲ့ဒီညဟာပြင်းထန်တဲ့လေမုန်တိုင်းတွေမျက်စိတွေမိုးချိုးတံတွေနဲ့အရန်ကိုလှုပ်ခတ်နေခဲ့ပါတယ်ရာစုနှစ်တစ်ခုမှာတစ်ချိန်သာဖြစ်ပေါ်တတ်တဲ့မိုးတက်မုန်တိုင်းကြီးကြားရောက်ခဲ့ပြီးဝါဒမြင့်ဟာလည်းတက်ရှိတူလို့လှုပ်ရှားနေပြီးတစ်ကမ္ဘာလုံးကိုတုန်ခါစေမဲ့ငကားဟောက်တံတွေလည်းထွက်ပေါ်နေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မိုးလင်းတဲ့အထိအေးအေးဆေးဆေးအိပ်ပျော်နေခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ကျွန်တော်ဆရာဟာမိန်းကလေး16ယောက်ကိုပြန်လွှတ်လိုက်ပြီးဒီနေ့ကစပြီးသူတို့ရဲ့ဘဝတွေဟာကြီးပွားချမ်းသာတော့မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ဒီကံကောင်းမှုဟာ16နှစ်ပဲခံမှာဖြစ်ပါတယ်အဲ့ဒါကလည်းတကယ်ပါပဲသူတို့တွေကကံကောင်းဆုံးမိန်းကလေးဟာလမ်းဘေးကရှုပ်ထဲမှာရွှေတုံးတစ်လုံးကိုတွေ့ခဲ့ပြီးချက်ချင်းပဲတတိဖြစ်သွားခဲ့ပါတယ်နောက်ဆုံးတစ်ယောက်ကလည်းနားလာအကြာမှာဒေါ်လာ8တန်းတန်ထိပေါက်ခဲ့ပါတယ်ကျွန်တော်ဆရာကကျွန်တော်ကိုပြောပြတာကတော့ဒီဖီးနဲ့မိန်းကလေး16ယောက်ကကျွန်တော်ကိုကာကွယ်ပေးထားပြီးကျွန်တော်ဟာအသက်16နှစ်အထိဘေးကင်းကင်းနဲ့နေထိုင်နိုင်မှာဖြစ်ပါတယ်အသက်16နှစ်မပြည့်ခင်မှာကျွန်တော်ဟာဆရာစီကပညာရဲ့အားလုံးကိုသင်ယူရမှာဖြစ်ပါတယ်ဒါအပြင်မိန်းကလေးတစ်ယောက်ချင်းစီရဲ့အိမ်မှာလည်းတစ်နှစ်စီသွားနေရမှာဖြစ်ပါတယ်ဖီးနှစ်တစ်ယောက်ဟာကျွန်တော်ကိုတစ်နှစ်ပဲကာကွယ်နိုင်တဲ့အတွက်ကျွန်တော်ဟာနှစ်တိုင်းအိမ်ပြောင်းရပါတယ်ကျွန်တော်အသက်16နှစ်ပြည့်ပြီးတဲ့အခါမှာတော့အဲ့ဒီမိန်းကလေး16ယောက်ထဲကတယောက်ကိုဇနီးဖြစ်ရွေးချယ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်ထိတော့ကျွန်တော်ဟာနေတိုင်းမျက်စိမမြင်တဲ့သူလိုဟန်ဆောင်နေရပါတယ်ဘာလို့လဲဆိုတော့ဆရာကကျွန်တော်ကိုငကားကိုဘယ်တော့မှမကြည့်ရဘူးလို့ပြောထားလို့ပါငကားမင်းနဲ့တွေ့ခဲ့ရင်တော့ကျွန်တော်ကသူ့ကိုသိချောင်းမပြရပါဘူးမျက်စိမမြင်သလိုဟန်ဆောင်ခြင်းအဖြစ်ကျွန်တော်ဘေးကင်းနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်း16နှစ်တာကာလအတွင်းမှာတော့မိန်းကလေးတယောက်ချင်းစီရဲ့အိမ်ကိုရောက်တိုင်းကျွန်တော်ဟာအေးဆက်ဆက်မှုတွေနဲ့နှိမ့်ဆက်မှုတွေကိုပဲရင်ဆိုင်ခဲ့ရပါတယ်သူတို့အားလုံးဟာတညာလေးနဲ့ချမ်းသာလာပြီးအထက်တန်းတော်တွေဖြစ်သွားကြတဲ့အတွက်ကျွန်တော်တို့မျက်မမြင်စင်းရဲသားလေးကိုအထင်သေးခဲ့ကြပါတယ်ဒါပေမဲ့ကျွန်တော်ဟာဆရာကိုစိတ်ပြအောင်လုပ်ခဲ့ပါဘူးအဲ့ဒီနှစ်တွေအတွင်းမှာဆရာရဲ့ဗေဒင်ပညာရဲ့အားလုံးမျိုးကိုကျွန်တော်သင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဆရာဟာကျွန်တော်ကိုတခြားသူတွေအတွက်ဗေဒင်ဟောပေးခြင်းကိုပြည့်ပြည့်တသားတားမြစ်ထားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလိုလုပ်ရင်ကျွန်တော်မျက်စိမမြင်တာမဟုတ်ဘူးဆိုတာပေါ်သွားပြီးငကားမင်းရဲ့အာယုံဆိုင်မှုကိုခံရမှာဖြစ်လို့ပါကျွန်တော်အသက်16နှစ်ပြည့်တော့မယ့်အချိန်မှာတော့နောက်ဆုံးမိန်းကလေးရဲ့အိမ်ကိုကျွန်တော်ပြောင်းရွှေ့ခဲ့ပါတယ်သူမနာမည်ကလင်းဝါအားပါသူမရဲ့မိသားစုဟာအိမ်ချမ်းရေးလုပ်ငန်းရှင်တွေဖြစ်ပြီးသူမကိုယ်တိုင်လည်းနာမည်ကြီးဆယ်လီတယောက်ဖြစ်နေပါပြီသူမကပုံပွင့်နေတွဲနေတဲ့ထေသားရေးသားတယောက်တောင်ရှိပါတယ်ကျွန်တော်ကိုမျက်စိမမြင်ဘူးလို့ထင်နေတဲ့အတွက်သူမဟာကျွန်တော်ရှိမှနေတိုင်းသူတို့ရဲ့ချစ်ခင်မှုကိုတမင်တက်တက်ထုတ်ပြလေးရှိပါတယ်တညမှာဆိုရင်စိတ်လှုပ်ရှားဖို့အတွက်သူတို့အရက်တွေအလွန်ကျွံတောက်ပြီးကျွန်တော်ရှိမှပဲတမင်တကာရင်းနှီးပွင့်လင်းပြကြတယ်ဒါကကျွန်တော်ကိုအစုံကားခံနေရတယ်လို့ခံစားရစေတယ်ကျွန်တော်ကမြင်နေရတာကိုသူတို့သိလို့မဖြစ်ဘူးဒါကြောင့်မျက်မမြင်ဖြစ်စက်ပြီးဟန်ဆောင်နေရုံမရှိတယ်အဲ့ဒီညကကျွန်တော်ဘဝရဲ့ခံရအခက်ဆုံး20တစ်စက္ကန့်ကိုဒီတိုင်းကြည့်နေကြရတယ်ကျွန်တော်ကိုကာကွယ်ပေးဖို့နောက်ဆုံးတစ်နှစ်ပဲကျွန်တော်ရဲ့ဒီနေ့မျိုးသမီး16ယောက်ကိုကြည်ရင်ကျွန်တော်ဆက်သက်ရှင်ခြင်းနဲ့ဒါကြောင့်ဒီညလက်ထပ်ဖို့တယောက်ယောက်ကိုရှာရမယ်ဆရာကကျွန်တော်ကိုနှစ်တကူနေမှာအိမ်ပြန်ခေါ်လာခဲ့တယ်ပြီးတော့မင်္ဂလာဦးညအတွက်ဖျောင်းနိုင်ရင်းနဲ့အခန်းကိုတော့ပြင်ဆင်ပေးထားတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်နှလုံးသားကတော့မျောလင်းချက်ပဲခြင်းတွေနဲ့ပြည့်နေခဲ့တယ်လွန်ခဲ့တဲ့16နှလုံးလုံးသူတို့ရဲ့ရွှေရှာစရာကောင်းတဲ့မျက်နှာတွေကိုကျွန်တော်အလုံးလောက်မြင်ခဲ့ပြီးကျွန်တော်ကိုမျက်မမြင်ချေမစွာကျူဆိုပြီးသူတို့ခဏခဏဆက်ဆိုကြတယ်ဒါကြောင့်သူတို့တွေကဘယ်သူမှကျွန်တော်ကိုလက်ထပ်ချင်မှာမဟုတ်ဘူးလို့ကျွန်တော်ပြေဝယုံကြည်ထားတယ်ဘယ်သူမှသဘောမတူဘူးဆိုရင်ကျွန်တော်ဒီညတေးရမှာတေးကြတယ်ရှောင်းဝင်ကပြောတာနားထောင်အခုအဲ့ဒီမိန်းကလေး16ယောက်လုံးကိုငါခေါ်လိုက်မယ်အချိန်တန်ရင်အဲ့ဒီထဲကမင်းကြိုက်ဆုံးတယောက်ကိုရွေးလိုက်ဒါပေမဲ့ဆရာကျွန်တော်ရွေးလိုက်ရင်သူတို့ကသဘောတူပါမလားဒါကိုကြားတော့ဆရာကအေးဆက်ဆက်ပြောလိုက်တယ်ဘယ်သူပဲသဘောမတူပါစေသူတို့တစ်သက်လုံးတောင်းရစေရမယ်တကယ်လို့သူတို့တကယ်ပဲသဘောမတူဘူးဆိုရင်သူတို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ငကားသွေးတွေကိုမင်းကိုယ်တိုင်ပြန်သိမ်းပိုက်လိုက်အဲ့ဒီနောက်ဆရာကသူ့အိတ်ကထဲကအိတ်ငယ်လေးတစ်လုံးထုတ်ပေးပြီးကျွန်တော်ကိုပြောတယ်တကယ်လို့သူတို့အားလုံးကမင်းကိုလက်ထပ်ဖို့သဘောမတူခဲ့ရင်ဒီအိတ်ကိုဖွင့်ကြည့်လိုက်ဒါကမင်းအသက်ကိုကယ်နိုင်လိမ့်မယ်ကျွန်တော်ထပ်မေးချင်သေးပေမဲ့မမေးလိုက်ရခင်မှာပဲဆရာအပြင်ထွက်သွားတယ်
ကျွန်တော်အိတ်ကိုချစ်ချစ်ပါအောင်စုပ်ကင်ပြီးညနေအထိအိမ်မှာတယောက်တည်းစိုးရိမ်နေကြည့်ဆောင်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်အိမ်စီကိုမောင်းလာတဲ့ပြန်ကားဆက်ရှိစီကိုမြင်လိုက်ရတယ်သူတို့တွေကဘသူကကျွန်တော်ဇနီးဖြစ်လာမှလဲစီစစ်ပြီးတဲ့နောက်မှာတော့မိန်းကလေးနှစ်ယောက်ကိုကျွန်တော်အာရုံစိုက်မိတယ်တယောက်ကဝမ်ချမ်းချမ်းသူကနည်းနည်းရှက်တတ်တယ်သူငယ်ငယ်တုန်းကမျက်မမြင်ဟန်ဆောင်နေတဲ့ကျွန်တော်ကိုကားတိုက်မိအောင်လမ်းလေခေါင်ကြီးတမင်တကာခေါ်သွားခဲ့တာကိုကျွန်တော်မှတ်မိသေးတယ်ကြီးလာတော့သူစိတ်နေစိတ်ထားကငယ်ငယ်ကလည်းအများကြီးကွာခြားသွားပုံရတယ်အဓိကချက်ကတော့သူတောင်းပညာတစ်ခုခုသင်ထားပုံရတယ်နောက်တစ်ယောက်ကတော့ကြက်ခင်အဲ့ဒီအချိန်တုန်းကသူလည်းကျွန်တော်ကိုမနှမျိုးခဲ့ပေမဲ့လုံလုံကျွတ်ကျွတ်တော့ဘာမှမလုပ်ခဲ့ဘူးသူ့ရဲ့ရုပ်ရည်ကလည်းလေယောက်ျားကိုအကျိုးပြုမဲ့ပုံစံမျိုးပဲဒါကြောင့်သူတို့တယောက်တည်းကတယောက်ကိုကျွန်တော်ဇနီးအဖြစ်ရွေးချယ်ခြင်းခဲ့တယ်သူတို့အားလုံးကကျွန်တော်ကိုမျက်မမြင်ချင်းမစွမ်းလို့ဆိုပြီးအထင်သေးနေကြတော့မှပဲဝန်ချမ်းချမ်းကမခံရနိုင်ဖြစ်ပြီးထွက်လိုက်တယ်မင်းတို့အားလုံးမေ့ကုန်ကြပြီလားငါတို့လုံဆောင်ဝင်နဲ့လက်ထပ်ခဲ့လို့သာဒီနေ့လိုချမ်းသာတဲ့ဘဝကိုရနေကြတာငါတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးခဲ့တာသူပဲသူတမရှိရင်အခုချိန်မှာငါတို့ဘယ်တော့တောင်ဒုက္ခရောက်နေမလဲဆိုတာမသိနိုင်ဘူးခဏလာတော့သူတို့အားလုံးဆုံးသွားပြီးဘာမှပြန်မပြောနိုင်ကြတော့ဘူးဒါပေမဲ့မကြခင်မှာပဲသူတို့တွေရှက်မရှိပြန်ပြောကြပြန်တယ်ဒါပေါ့အဲ့ဒီလိုရှေးဟောင်းနောက်ဖြစ်တွေကိုဘယ်လောက်ကြာအောင်ပြောနေအောင်မလဲငါတို့တယောက်ချင်းစီကသူ့ကိုတစ်နှစ်စီကာကွယ်ပေးခဲ့ကြတာမဟုတ်ဘူးလားငါတို့ဒါမရှိရင်သူတေးတာကြာလာပြီဒါတွေကကြေသွားပြီမဟုတ်လားဒါကိုကြားတော့ဝန်ချမ်းချမ်းကတက်ပြင်းအရှိကြီးချလိုက်တယ်မင်းတို့အားလုံးသဘောမတူဘူးဆိုရင်လည်းငါပဲသူ့ကိုလက်ထပ်နိုင်မယ်ငါဝန်ချမ်းချမ်းကသူ့ပေါ်အကျွေးရှိခဲ့တယ်အဲ့ဒါကိုဒီနေ့ပဲပြန်ဆက်မယ်အဲ့ဒီလိုပြောပြီးနောက်သူကောင်းကုန်ပြီးအိမ်ထဲကိုဖြည်းဖြည်းချင်းလက်လျှောက်ဝင်လာတယ်ဒီမြင်ကွင်းကိုကြည့်ပြီးတခြားမျိုးသမီးတွေအံ့ဩသွားကြတယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းအရန်စိတ်လှုပ်ရှားသွားပြီးမျက်ရည်တောင်ဝင်မိတယ်နေရဲကနေလက်ပြည်ကိုရောက်သွားတယ်လို့ပဲဝန်ချမ်းချမ်းကကျွန်တော်ကိုလက်ထပ်ဖို့ကိုယ်တိုင်ရှေ့ထွက်လာခဲ့တယ်သူတကားဝအထိရှောက်လာပြီးအရန်ထူတာတဲ့အတန်လေးနဲ့ခေါ်လိုက်တာကိုကျွန်တော်ကြားရတယ်ရှောင်းဝေးအကူရှိတာကျွန်တော်ကမျက်မမြင်ဟန်ဆောင်ပြီးတကားကိုစံတူဝဝနဲ့ဖွင့်ပြီးထွက်သွားလိုက်တယ်မျက်မမြင်ဖြစ်နေတာကိုပိုပြီးပြပြအောင်တကားဝမှာတပေတကာခလုတ်တိုက်နေပြလိုက်တယ်ဒီမြင်ကွင်းကကြက်တင်တဲ့တခြားသူတွေကိုချက်ချင်းရင်မောစေခဲ့တယ်ရှောင်းဝေးကိုအစစ်ပြေးရလာဝန်ချမ်းချမ်းကကျွန်တော်ကိုထူဖို့အပြေးသွားရောက်လာတယ်ဒီထူတာတဲ့အတန်လေးကကျွန်တော်နှလုံးသားကိုချက်ချင်းနှွေးထွေးသွားစေတယ်ဒါပေမဲ့သူ့ကိုကျွန်တော်ဇနီးဖြစ်တတ်မှတ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့ထူတာရဲ့မျက်နှာထက်မှာမထီမဲ့မြင်ပြတဲ့ကောက်ချစ်စင်တဲ့အရေးအယောင်တစ်ခုကိုကျွန်တော်မြင်လိုက်ရတယ်